What's up bro creator ပေါင်းသူတို့ကောင်းများမင်္ဂလာပါ Okay ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းလေးကတော့ YouTube မှာကျွန်တော်တို့ live streaming ကိုဘယ်လိုလွှင့်မလဲဆိုတဲ့ဟာကိုကျွန်တော်အသုံးပြုတဲ့ workflow ကိုတစ်ဆင့်ချင်းပြောပြမှာဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်တရား channel တစ်ခုစထောင်တယ်အဲဒီမှာကျွန်တော် live streaming တွေလွှင့်တယ်အဲဒီတော့ကျွန်တော်ကို comment တွေမှာ messenger တွေမှာတော်တော်များများလာပေးကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေကိုတယောက်ချင်းစီပြောဖို့ကအဆင်မပြေဘူးပြီးတော့ကျွန်တော်လုပ်တဲ့အဆင့်ကအဆင့်လေးနည်းနည်းများတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်အခုဗီဒီယိုလေးလုပ်ပြီးတော့အစားဆုံးကျွန်တော်လုပ်ပြပေးမယ်ဒါပေမဲ့ဒီဗီဒီယိုကကျွန်တော် workflow တည်တတ်တာဖြစ်တယ်အဲ့ဒီအတွက်လိုအပ်တဲ့လောက်ကိုယူပါကျွန်တော်လုပ်သလိုအစားဆုံး line လုပ်ရမယ်လို့လည်းပြောတာမဟုတ်ဘူးအကယ်၍ကျွန်တော်လုပ်တဲ့အဆင့်တွေထဲမှာကိုယ်နဲ့မကျွမ်းကျင်တာပဲဖြစ်မသက်ဆိုင်တဲ့အဆင့်တွေဖြစ်ရင်ဖြုတ်ပြခဲ့လို့ရတယ်ကိုယ်နဲ့အဆင်ပြေမဲ့အဆင့်တွေကိုသာရွေးချယ်ပြီးတော့ယူပြီးတော့လုပ်လို့ရပါတယ်โอเคအဲ့တော့အခုဗီဒီယိုမှာကျွန်တော်က live streaming လွှင့်တဲ့နေရာမှာအဓိကကျွန်တော်လုပ်တဲ့အပိုင်းကို၃ပိုင်းခွဲပြီးကျွန်တော်ပြောပြပေးမယ်ပထမဆုံးတစ်ခုကတော့ pre live မလွှင့်ခင်မှာကျွန်တော်ဘာတွေလုပ်တယ်ပြီးတော့ live เนาะ live streaming လွှင့်တဲ့အချိန်မှာကျွန်တော်ဘာတွေလုပ်တယ်ပြီးတော့ post live streaming လွှင့်ပြီးတော့တဲ့အချိန်မှာကျွန်တော်ဘာတွေလုပ်တယ်အဲ့လိုဟာမျိုးကိုအပိုင်း၃ပိုင်းနဲ့ကျွန်တော်ခွဲပြီးပြောပြမယ် YouTube live streaming လွှင့်မှာဖြစ်တဲ့အတွက် OBS Studio နဲ့ YouTube channel တစ်ခုရှင်းပြလုပ်မယ်အဲ့တော့ OBS Studio ကတော့ဘာမှ down ရမလဲဆိုတော့ description မှာကျွန်တော် link ထည့်ပေးထားမယ်အဲ့မှာနှိပ်ပြီး down လုပ်ရတယ် okay အဲ့တော့ YouTube channel တစ်ခုလုပ်မယ်ဟုတ်ပြီ YouTube channel တစ်ခုရှိရင် live လွှင့်ဖို့အတွက်ကို phone number verify လုပ်ရတယ်အဲ့ဒါကတော့ setting ထဲမှာရှိတယ် channel ထဲမှာကျွန်တော်တို့ feature eligibility ထဲမှာကျွန်တော် intermediate feature ဆိုတဲ့ဟာက enable ဖြစ်အောင်လုပ်ပေးရတယ်ပုံမှန်ဆိုရင်သူက enable မဖြစ်ဘူးအဲ့တော့အဲ့ဒါကိုလုပ်လိုက်မှဆိုရင် verify phone number ဆိုပြီးတော့ phone number ရိုက်ထည့်ပြီးတော့သူစီကပြန်ပို့လာတဲ့ SMS code ကိုအဲ့ဒါထည့်လိုက်တာနဲ့ verify ဖြစ်ပြီ intermediate feature ကိုအရင်တည်းက phone number နဲ့ verify လုပ်ထားပြီးတဲ့လူတွေကဒီအဆင့်ကိုလုပ်ရမလို့သူတို့တွေဒီ caption တန်လေးထည့်လို့ရမယ် live streaming လွှင့်လို့ရမယ် video က15မိနစ်တဲ့ရှည်တဲ့ဗီဒီယိုတွေတင်လို့ရမယ်เนาะအဲ့ဒါကို verify လုပ်ထားပြီးသားလူတွေဆိုရင်တော့ live လွှင့်လို့ရမယ်ဒါက live လွှင့်ဖို့အတွက် phone number verification လိုတယ်ဆိုတော့ပြောပြတာ okay အဲ့တော့ live လွှင့်ဖို့နောက်တစ်ခုကဘာလို့လဲဆိုတော့ပထမဆုံး live လွှင့်မယ်ဆိုလို့ရှိရင်သူက live ကိုနှိပ်လိုက်တာနဲ့24နာရီစောင့်နိုင်တယ်ကျွန်တော်ဒီမှာဆိုရင်မနေ့ကလေးကကျွန်တော်နှိပ်ထားတာ24နာရီအခုပြည့်ဖို့10မိနစ်လောက်ပဲလိုတော့တယ်10မိနစ်နောက်10မိနစ်ဆိုရင်ကျွန်တော် live လွှင့်လို့ရပြီဒီလိုစောင့်ပေးရတာဒီပထမဦးဆုံးအချိန် live လွှင့်မှုအတွက်ပဲလိုအပ်တယ်နောက်ထပ်အချိန်တွေမှာဒီလိုစောင့်ပေးကြမလို့ပါဘူးအခုပြောပြမှာဒီအဆင့်30နဲ့ကပထမဆုံးအဆင့်ဖြစ်တဲ့ pre live ဆိုတဲ့အဆင့်ဖြစ်တယ် live မလွှင့်ခင်မှာကျွန်တော်ဘာတွေကြိုတင်ပြင်ဆင်လဲအဲ့ဒါပြောပြပေးမယ်ဟုတ်ပြီအဲ့တော့ live လွှင့်မှုအတွက်ကိုကျွန်တော်က footage တွေကိုအရင်ဆုံးပြင်တယ်ကျွန်တော်ပြင်တဲ့ဟာတွေကဒါတွေပဲပထမဆုံးကျွန်တော် live လွှင့်ရင်သုံးမယ် thumbnail ကိုကျွန်တော်ကြိုတင်ပြင်တယ်เนาะ thumbnail ရှိမယ် okay ပြီးလို့ရှိရင်ကျွန်တော် live လွှင့်မဲ့နေမှာသုံးမယ်တရား wave ဖြစ်ဖြစ် mp3 ဖြစ်ဖြစ်ကျွန်တော်ပြင်တယ်သမ္မာတန္တယရဏဂေဟိဒေဝတံဂေတုတေတကံဒါ live လွှင့်မဲ့တရားပါပြီးတော့ကျွန်တော် live လွှင့်တဲ့အချိန်မှာသုံးမယ်ဗီဒီယိုဒီလို loop file မျိုးတွေကိုကျွန်တော်တစ်ခါ post တင်ပြီးတော့ free ပေးဖို့တယ်ကျွန်တော်စီက zip file ရထားတဲ့လူတွေဆိုသိမယ်အဲ့ဒီမှာဒါမျိုးတွေပါတယ်အဲ့တော့ဒီမှာကြည့်လိုက်ဒီ video loop file ဒီဒါ9 second loop ကျွန်တော်ဒီ9 second ကိုထည့်ထားပြီးတော့တောက်လျှောက်9 second ကျွန်တော်လွှင့်နေတာအဲ့ဒါဒီ9နဲ့ချီပြီးကျွန်တော်လွှင့်တယ် live ထဲမှာပြီးတော့နောက်တစ်ခုလောက်ထားတာကျွန်တော်ရဲ့ channel intro လေးကိုကျွန်တော်ဒီထဲမှာထည့်ထားတယ်ဒါကျွန်တော် channel intro ကျွန်တော် channel intro က73 second ရှိတယ်ဒီ channel intro ကိုကျွန်တော်က live မစခင်နဲ့ live နောက်ဆုံးမှာကျွန်တော်အဲ့ channel intro လေးကိုထည့်လို့ရှိတယ်ပေါ့နော် okay ပြီးတော့ကျွန်တော် channel ရဲ့ logo
logo ကကျွန်တော်ဒီမှာ PNG လုပ်ပြီးသားနောက်မှာ background ဖြတ်ပြီးသားကိုပြောတာဒီမှာ logo ပြီးတော့ကျွန်တော်က live မှာသုံးမယ် video title တွေ live မှာသုံးမယ်စာသားတွေအကုန်လုံးကို tag တွေပြီးတော့ hashtag တွေအကုန်လုံးကျွန်တော်ဒီမှာ word file နဲ့တခါလေးကျွန်တော်ဒီထဲမှာ save ထားတယ်ဒီထဲကနေတော့ copy ကူးတော့ထည့်လိုက်ရအောင်မယ်ဒါကကျွန်တော် footage တွေပြင်လာအဲ့တော့ဒါကကျွန်တော်ရဲ့ workflow ပါအဲ့တော့ဒါမှမဟုတ်ဘဲနဲ့မိတ်ဆွေတို့အနေနဲ့က pre record video ပေါ့နော်ဒါတော့ like တရားတပုတ်စာဟိုမှာ1နာရီစာ2နာရီစာ video file ကြီးလုပ်ထားပြီးပြီဆိုလို့ရှိရင်လည်းလွှင့်လို့ရတယ်ဟိုမှာဒါမျိုးပေါ့ဒါကကျွန်တော်ရိုးရိုးတင်တဲ့ video file ဒီ video file ကြီး Full HD video file 47 မိနစ်38စက္ကန့်ရှိတယ်အဲ့ဒါရှည်ကြီးပဲဒါဒီ 2.4K 2K ခွဲလောက်ရှိတယ်ဒါကျွန်တော်ဖွင့်ပြမယ်အဲ့လို intro လေးပြီးတော့မှကျွန်တော်ကဒီလိုလာကျင်တာနေ့ဥက္ကလအခါသမယမှာ okay အဲ့ဒါပြီးတော့လို့ရှိရင်လည်းနောက်ဆုံးမှာအဲ့လိုအားလုံးပြီးတော့တဲ့အချိန်မှာပုံတည်းဒီမှာဒါတို့ခေါ်မယ်ဒါတို့ခေါ်ပြီးတာ ਨੇ ဒီမှာကျွန်တော်ပြောရဲကျွန်တော်ရဲ့ channel အကိုပြောင်းဝင်မယ် okay အဲ့ဒီဟာကကျွန်တော်ရဲ့ video file အရှိအဲ့ဒါမျိုးလေးတွက်လို့ရတယ်ဒါကတော့ခုနက video အပိုင်းအတူလေးနေတာဒါကျွန်တော်ရဲ့ workflow ကျွန်တော်လုပ်ပုံလုပ်နည်းကိုအခုပြောပြမှာဒီပုံစံတိုင်းပြောပြမှာဒါပေမဲ့မိတ်ဆွေတို့အနေနဲ့ကဒီလို video file အရှိရှိနေလွှင့်လို့ရတယ်လို့ကြိုပြောထားတာကျဲလို့လုပ်ပါအဲ့တော့အခု pre လိုက်ထဲရပဲနောက်တစ်ခုဖြစ်တဲ့ OBS Studio ကိုကျွန်တော်တွားကြမယ်ဒါကတော့ OBS Studio ပါ OBS Studio စဖွင့်တာ ਨੇ ဒီလိုမျိုးမြင်ရလိမ့်မယ် okay အဲ့တော့ဒီဟာက live နဲ့မြင်ရမယ့်နေရာဒါ source file တွေထားမယ့်နေရာဒါက sense နေရာဒီကောင်ကျတော့ audio တွေအလုပ်လုပ်နေလားဆိုတော့ပြတယ် audio mixer ဒီမှာအတိုးကျယ်တွေလုပ်လို့ရတယ်ဒီကောင်ကကျတော့ transition စင်တစ်ခုနဲ့စင်တစ်ခုနဲ့ကို transition ကျွန်တော်ပြင်ပြောပြပေးမယ်ဒီမှာ control တွေ live stream ဆွနဲ့ cloud တွေ recording လုပ်တဲ့ cloud တွေအဲ့ဒါရှိမယ်ပြီးတော့ဒီကောင်က free version ဖြစ်တယ်အဲ့တော့ယုံကြည်နဲ့သူ့ site ကနေ down ပြီးသုံးလို့ရတယ်ပတ်စံပေးရမယ်အဲ့တော့ဟုတ်ပြီကျွန်တော်ပြင်တဲ့ပုံစံလေးပြောပြမယ်ကျွန်တော်အရင်ဆုံးဒီမှာစီစင်းကိုကျွန်တော် rename လုပ်တယ်ဘာလို့လုပ်လဲဆိုတော့ channel intro အဲ့ဟုတ်ပြီဒီမှာ channel intro စောက်ပြီးတဲ့အချိန်ကျရင်ကျွန်တော်ကဒီမှာကျွန်တော်စီရ channel intro လေးကိုဒီ source file နဲ့ဆွဲထည့်လိုက်တယ်အဲ့ဒီမှာ channel intro run နေပြီဒါမှကျွန်တော်အတန်မကြားအောင်အဲ့အတန်ကြားအောင်ဘယ်မှာပြင်ရလဲဆိုတော့ဒီ channel intro ရဲ့ audio mixer မှာဒီ channel intro mp4 ဆိုတဲ့အောက်မှာဒါလေးရှိတယ်ဒီ setting လေးမှာ advanced audio properties ဆိုတာရှိတယ်အဲ့ဒါဝင်လိုက်ပါအဲ့ဒီမှာ channel intro mp4 ကို audio monitor ထဲမှာ monitor and output ဆိုတဲ့ဟာလေးရွေးပြပါ okay အဲ့ဆိုရင်ပြန်နှားထောင်ကြည့်မယ် okay ကြားပြီအဲ့တော့ monitor and output ဆိုတာနှစ်ခုကိုရွေးမှာ monitor မှာလည်းကြားရမယ်ဒီကနေလည်း output ထွက်မယ်ဆိုတဲ့သဘော output ထွက်မှာ YouTube ကိုရောက်မယ် okay အဲ့တော့ဒီမှာ monitor only လောက်ထားရင်ဒီမှာပဲကြားရမယ် YouTube ကို output မထွက်ပါဘူး mute ဖြစ်နေလိမ့်မယ်အဲ့ဒါသတိထားပါအဲ့တော့ monitor and output လုပ်ပေးပါ okay အဲ့ဆိုရင်ကျွန်တော်ရဲ့ channel intro ကိစ္စပြီးပြီအဲ့တော့နောက်တစ်ခါကျွန်တော်မလုပ်လဲဆိုတော့နောက်တစ်ဆင်းတစ်ခုကျွန်တော်တည်ဆောက်မယ်ဒီဆင်းကိုကျွန်တော် live လို့ပေးလိုက်မယ် live လွှင့်မဲ့ဟာတွေအတွက်အဲ့ဒီမှာကျွန်တော်ထည့်ပါ okay အဲ့တော့ဒီမှာကျွန်တော်ကြည့်လိုက်ပါ live လွှင့်မဲ့ဟာတွေဆိုဘာရှိလဲဆိုတော့အရင်ဆုံးကျွန်တော်ကဗာထည့်မလဲဆိုတော့ခုနက loop လေးထည့်မယ်ဒါကျွန်တော်ရဲ့ video loop live မှာအဲ့ဒါလေးနဲ့တက်နေပါဒီနေရာမှာတစ်ခုပြောကြရှိတယ်အခုရက်သွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီကောင်ကိုထပ်ခါပွင့်အောင် loop မလုပ်ထားလို့အဲ့တော့ဒီကောင်ကို right click ထောက်လိုက်ပါဒီမှာ property ရှိတယ်အဲ့ဒီမှာ loop ဆိုတဲ့အမှတ်လေးကိုချက်ပေးရမယ်အဲ့ဒါဆိုရင်သူဒီနောက်ဆုံးရောက်ဝိုင်းရှေ့ဆုံးပြန်အောင်မယ်နောက်ဆုံးရောက်ဝိုင်းရှေ့ဆုံးပြန်အောင်မယ်အဲ့လိုမျိုးလဲပြီးတော့အများအားသူက play နေမယ် okay အဲ့ဒါကို loop လုပ်ထားတယ်လို့ခေါ်တယ်ကျွန်တော်သုံးမဲ့ဟာခုနကပြောလို့73စက္ကန့်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီ73စက္ကန့်ကို loop လုပ်ပြီးတော့ကျွန်တော်ဒီ1နာရီ2နာရီ3နာရီ4နာရီ5နာရီ6နာရီထိကျွန်တော် live လွှင့်မှာဖြစ်တဲ့အတွက်အများအားကျွန်တော်အဲ့ဒါကို loop လုပ်ထားတယ်နောက်တစ်ခုက
ကျွန်တော်ဗာထည့်မယ်ဆိုတော့တရားတန်ထည့်မယ်တရားရဲ့အတန်ဒီမှာ04 live ဆိုတဲ့ wave ဒီနေရာမှာ wave လည်းရတယ် mp3 လည်းရတယ်ဒါမျိုးဆိုလို့ချက်တဲ့တရားတန်ထည့်ပါထည့်လိုက်ပြီအဲ့တရားတန်လည်းလောလောဆယ်ဘာသာမှမကြအောင်ဘာလို့လဲဆိုတော့ခုနကဗီဒီယိုကကြာတော့ကျွန်တော်တို့အတန်မလို့ဘူးအတန်မလို့ကျွန်တော်ခုနကလို့ mixer ကိုကျွန်တော်ဘာမှတောင်းမပြင်ဘူးအခုဒီမှာတရားတန်ကျွန်တော်မကြအောင် monitor မကြအောင်အဲ့တော့ပထမ channel intro တုန်းကလို့ပဲကျွန်တော်ဒီကောင်ကို advanced audio property မှာမှတ်မိမယ်ထင်တယ်ဒီမှာ full live wave မှာ monitor and output ကိုတွားကျွေးပေးထားမယ် နှစ်သက်ကူးပြီးစနှစ်ဥက္ကန္တအခါသမယမှာ okay ကဲအခုဆိုရင်ဒီဟာဒီ live ပြန်လို့ရတဲ့အခြေအနေဖြစ်နေပြီဒါမဲ့ကျွန်တော်တခြားလုပ်စရာလေးကြံသေးတယ်အဲ့ဒါကတော့ကျွန်တော် channel intro လေးကိုဒီမှာထည့်မယ်ဒါ channel logo လေးကိုဒီမှာထည့်မယ်အဲ့ဒီမှာ channel logo ဒါကျွန်တော် background ဖြတ်ထားပြီးသားဒီဆွဲထည့်လိုက်ရုံပဲဟုတ်ပြီအဲ့တော့ဒီ channel logo ကိုကျွန်တော်တိတိလေးထားမယ်ဒါဒီကနေကင်ပြီးတော့သိလိုက်ပါရတယ်ကိုလိုချင်တော့ပေးကျွန်တော်တော့လေးထားလေးရှိတယ်cloud ဝင်ကြပါတော့ဒီထားလေးမှာထားလေးရှိတယ်โอเคဒါဆိုရင်ဆင်ပြေပြီကဲအခုပြောမှာတော့အခုတလုံးမှာကျွန်တော်တို့ရဲ့ page မှာပွဲဖြစ်နေတယ်အောက်ကနေပြီးတော့စာတန်းပြည့်တဲ့ဆူတောင်းစာထည့်ပုံထည့်နေလေးပါโอเคဒီမှာ plus sign လေးရှိတယ်နှိပ်လိုက်ပါအဲ့ဒီမှာ test gd ဆိုတာလေးရှိတယ်အဲ့လေးကိုနှိပ်လိုက်ရင်ဒီမှာဆူတောင်းစာလေးထည့်ဖို့နေရာရောက်ပြီအဲ့တော့ okay နှိပ်လိုက်ပါဒီ view လေးကြားလာမယ်โอเคကျွန်တော်ဆူတောင်းစာကျွန်တော်ခုနကပြောလို့ကျွန်တော်ဒီမှာစေထားပြီးသားရှိတယ်ချိုရိုက်ထားလားဒီအောင် copy လုပ်လိုက်တယ်ဒီမှာလာထည့်မယ်โอเคဒီမှာဆူတောင်းစာဝင်လာပြီโอเคဒါမှကြီးနေတယ်အဲ့ဒါဘယ်မှာပြင်ရမလဲဆိုတော့ဒီမှာ select font ကိုတွားပြီးတော့ဒီမှာပြင်မယ်ပြီးတော့ဒီမှာလည်း font တခြား font တွေရွေးချင်တယ်ရွေးလို့ရတယ်ဒါကျွန်တော်ကဒီ font ပဲအဆင်ပြေကျွန်တော်ပြီးတော့ဒီမှာ256ကိုကျွန်တော်လုံးနေကြ50ဆိုရင်ရပြီဆိုင်50โอเคအဲ့ဒီမှာတစ်ခုသတိထားမိတာအပေါ်ထိပ်နဲ့အောက်ထိပ်ပြတ်နေတယ်ဒီ font ကြောင့်ဖြစ်တာအဲ့တော့ကျွန်တော်ကလောလောကူရှင်းတယ်